တ်၍နံပါတ်1စာအုပ်ပြီးပြီဆိုရင်အနောက်မှာသူ့ရဲ့မျက်နှာလေးတွေရှိရနော်စုစုပေါင်းကဘယ်လောက်ရှိလဲဆိုရင်140မှာ9လုံးရှိရသူကဒီဖြင်းနဲ့ရေးထားပြရနော်အင်္ဂလိပ်အခရာ A ကနေ Z အထိအစဉ်လိုက်စီထားပြီးရဒီမှာကြည့်ရအောင်အားရီဆိုတာက ND ကိုပြောတာနော်ဒါကသူ့ရဲ့ဖြင်းရင်းဒီအားရီကတဲ့စာမျက်နှာ7မှာရှိပါတယ်ဒီလိုမသိဘူးဆိုရင်စာမျက်နှာ7ကိုသွားလန့်ကြည့်လိုက်ဒီဥစ္စာအိုက်ဆိုတာကချစ်တီဆိုတဲ့စကားလုံးကဒီအောက်မှာတွေ့လားဒါကလက်ရေးရှည်လို့ခေါ်တယ်ဒါကလက်ရေးတူအခုတင်နေတာကလက်ရေးတူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကြည့်ရင်ရပြီနော်ဒီအိုက်ကအခန်း1မှာရှိတယ်ဒီသူရဲ့မူရင်းစကားလုံးလည်းမပြောက်ပြတ်သွားအောင်သူကထည့်ထားပြီးရနော်လက်ရေးရှည်ဒီလက်ရေးရှည်ကတော့ထိုင်ဝမ်တော့သုံးတယ်တရုတ်ပြည်မှာကတော့လက်ရေးတူပဲသုံးတာတချို့စကားလုံးကလက်ရေးရှည်လက်ရေးတူရှိတယ်တချို့ကလည်းလက်ရေးတူပဲရှိရနော်တချို့အရန်ခက်တဲ့စကားလုံးဆိုသူကတူအောင်လုပ်ထားလို့လက်ရေးတူထွက်လာတချို့လွယ်တဲ့စကားလုံးကသူတို့မလုပ်တော့လက်ရေးတူကိုလေတခါတည်းယူသုံးလိုက်တော့တာဟိုဒါမျိုးတွေဆိုရင်တော့မရှိဘူးနော်ရှိရဟာဆိုသူရေးထားပဲတဲ့လားဒီမှာလည်းရှိရနော်ဒီမှာအိုက်မင်းလေးတွေကိုပြန်နှွေးကြည့်မယ်နော်အိုက်ကချစ်တီပါဆိုတာလုံးတလုံးနှလုံးရဲ့လုံးပဖေဖေပရအောင်စုပိန်အုပ်စာအုပ်ရဲ့မျိုးပြပိန်စရေးစာအုပ်鼻子နှာခေါင်းပီဘောပြင်ပြန်ဖက်ဒီဖက်ဟိုဖက်ရဲ့ဖက်不客气အားမနာပါနဲ့ပုမအညင်ဒီဖက်ချမ်းဆက်သွားမယ်操场ကစားကွင်း厕所အိမ်သာ吃စားသည်池子ပေတံ床ကတင်တာရိုက်သည်ပုတ်သည်ဆက်သည်的ရဲ့ပိုင်ဆိုင်ချင်းပြတဲ့စကားလုံးတီမောင်လေးညီလေး电脑ကွန်ပျူတာ动物园တိရစ္ဆာန်ဥယျာဉ်对不起တောင်းပန်ပါတယ်儿子大耳朵2ရွက်饭ထမင်း房间အခန်း放学ကျောင်းဆင်းသည်哥哥ကိုကိုကခုတစ်ခုနှစ်ခုရဲ့ခု公园ပန်းခြံ好ကောင်းတော့和နှစ်ကျွန်တော်နှစ်ခင်ဗျားရဲ့နှစ်နောက်တစ်ခုက回ပြန်သည်回答ပြန်ဖြေသည်ကြီးပဲဘာကုန်ရဲ့ရပ်ပလက်သားပဲကြားအိမ်ကြောင်ပြောသည်讲课သင်ခန်းစာရှင်းပြသည်饺子ဖတ်ထုတ်ကြောက်ခေါ်သည်အော်သည်教室စာသင်ခန်း姐姐မမကျင့်ဝင်သည်警察ရဲခအခန်း1အခန်း2ရဲ့အခန်း篮球 basketball 老师ဆရာဆရာမလပြီးဆုံးကြောင်းပြတာလျောင်းနှစ်တစ်နှစ်ရဲ့နှစ်မမမေမေမလာနေကောင်းလားအမေ没关系ကိစ္စမရှိဘူး没有မရှိဘူးမိန်းမောင်မျက်ခုံးမွေမိတ်ညီမလေးမှန်းတို့တောင်မူလုံး6မြင်အောက်ကမြင်တို့米饭ထမင်းဖြူ面包保木面条ခောက်ဆွဲ名字နာမည်哪儿ဘယ်နေရာ那湖နိုင်နိုင်ဖွားဖွား呢ရောနီးခမ女儿သမီးအော့အမေနိဒံ排球ဗော်လီဘော乒乓球乒乓ဘောလုံး球ဘောလုံးချွိသွားသည်စံထီ上အပေါ်上課အတန်းတက်သည်什麼ဘာလဲ神ကျိုး食堂စားသောက်ဆောင်是ဖြစ်သည်手လက်書စာအုပ်書包လွယ်အိတ်書架စာအုပ်စဉ်叔叔ဦးလေး谁ဘယ်သူ他တူမထိုင်လုံးတစ်လုံးနှလုံးရဲ့လုံးထီးကန်သည်天တစ်ရက်နှစ်ရက်မိုးကောင်းကင်跳ခုံသည်听နားထောင်သည်听課သင်ခန်းစာနားထောင်သည်同學ကျောင်းနေဖက်တငယ်ချင်း同桌အတူတူထိုင်တဲ့တငယ်ချင်း圖書館စာကြည့်တိုက်玩具ကစားစရာအရုပ်晚饭ညစာ晚上ညဝိတ်မေးသည်我ကျွန်တော်
午饭内了啥下奥下课担心的谢谢结束呗信悠悠学生长大长读学校教眼睛面露爷爷婆婆衣柜အဝတ်比如医生ဆရာဝန်医院ဆေးရုံ椅子弹孔游戏 game 游戏的右ညာဖက်幼儿园မူကြို圆桌စပွဲအဝိုင်း在的ရှိသည်再见တတာ张ညစ်ပတ်သော早饭မနက်စာ早上မနက်张ကြောင်းမျိုးရို့ဒါမှမဟုတ်တပုံတစ်ပုံရဲ့ပုံ照片ကတပ်ပုံ这ကဒီနေရာ这ကချောင်းတစ်ချောင်းတစ်ချောင်းရဲ့ချောင်း中午နေ့လယ်桌子စပွဲ字典အပိတံ自行車စက်ဘီ足球ဘောလုံး嘴ပါးစပ်左ဘဲကြော့လုပ်ကြီးကြော့ရဲ့အိမ်စာဒီခန်းမှာကျတော့မျိုးရိုးဖြစ်သွားရင်နော်ချိန်မျိုးရိုးဒါနာမည်李小林小红小华小强王小丽王小明张ပြီးပါပြီဒါလေးကပီခွလေးတွေနော်ပီခွကဆက်စချင်းစာတင်တော့ဒါလေးတွေတင်ဘူးလေဒါလေးခွကိုကြည့်ကြည့်လိုက်တရုတ်စာရေးလို့ရှိရင်ချမ်းဟန်ဟိုရှုအရင်ဟန်ရေးပြီးတော့ရှုဘယ်ကိုဒီလိုမင်းဖြောက်ရေးပြီးတော့ဒီလိုအပေါ်အောက်ရေးရတချို့ဆိုလို့ရှိရင်တော့ရှမ်းဖြဲဟုံနာအရင်ဒီဖက်ရေးမယ်ပြီးဟိုဖက်ရေးမှာရှမ်းရှဟုတ်ရှအရင်ဆုံးအပေါ်ကနေစရေးတာကိုပြောတာနော်ရှမ်းစောဟုတ်ရုပ်ဆိုအရင်ဆုံးဗာလဲဘယ်ဖက်ကနေရေးမယ်ပြီးညာဖက်ကိုရေးမယ်ရှမ်းဝိုင်းဟုတ်နေအရင်ဆုံးအပြင်ဖက်ကိုရေးမယ်ပြီးမှအတွင်းကိုရေးမယ်ရှမ်း中间后两边အရင်ဆုံးအလဲကောင်ရေးပြီးတော့ပြီးမှဘေးနှစ်ဖက်ကိုရေးတဲ့ပုံစံရှမ်းလီ头后风口အရင်ဆုံးအတွင်းကိုရေးပြီးမှအောက်ကိုပိတ်ဆိုတဲ့အပေါက်ကိုပိတ်ဆိုတဲ့အဓိပ္ပာယ်နော်ဒါတရုတ်စာရေးပုံရေးနည်းဒါမျိုးလေးတွေရှိရဲကိုရေးချင်တိုင်းလျှောက်ရေးလို့မရဘူးနော်ဒါလေးကိုဘူးတူးတိုက်ရအောင်ကြည့်ထားပါနော်